ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့နှလုံးသားကပထမဆုံးသူအရန်ကြောက်တာကတော့ကျွန်တော်တို့ရဲ့ရှာကိုအလိုလိုက်တဲ့အကျင့်ပါပဲအစီများတာအချိုကဲတာအငံကဲတာတွေစားတဲ့အခါနှလုံးသားအတွက်ကတော့သွေးကြောတွေထဲမှာစိတ်ကပ်တဲ့ကော်ရည်တွေလောင်းထည့်လိုက်တယ်လို့ပါပဲသွေးကြောတွေကျဉ်လာပြီးပိတ်လာတဲ့အခါနှလုံးသားကပုံမှန်ထက်အဆပေါင်းများစွာပိုအားစိုက်ပြီးအလုပ်လုပ်ရပါတယ်တင်ကတော့အရသာရှိရှိစားလိုက်ရပေမဲ့တင့်နှလုံးသားကတော့အရန်ကိုပင်ပန်းနေပါပြီနောက်တစ်ခုကတော့အစားကိုအတင်းအဓမ္မပိုက်ကားအောင်စားတာပါပဲအစာအိမ်ထဲမှာအစာတွေပြည့်ရှံနေတဲ့အခါခန္ဓာကိုယ်ကအစာချေဖို့အတွက်သွေးတွေကိုအလုံးရင်းနဲ့လိုအပ်လာပါတယ်အဲ့ဒီအခါနှလုံးကအရေးပေါ်အရှိန်မြင့်ပြီးသွေးတွေကိုပို့ပေးရပါတယ်တခါတလေဆိုရင်ကိစ္စမရှိပေမဲ့နေတိုင်းဒီလိုဖြစ်နေရင်တော့နှလုံးသားလည်းတောက်မခံနိုင်တော့ပါဘူးဒါပေမဲ့နှလုံးသားကိုအနာကျင်စေဆုံးလက်နက်ကတော့ညဘက်အိပ်ရေးပြတ်တာပါပဲညဖက်ဟာနှလုံးသားအတွက်အရှိန်လျှော့ပြီးအနားယူရမယ့်တစ်ခုတည်းသောအချိန်ပါဒါပေမဲ့တင်ကဖုံးပို့နေမဲ့အလုပ်တွေလုပ်နေမယ်ဆိုရင်သူဟာနားချိန်မရှိပဲစက်တိုက်လဲပတ်နေရပါတယ်စစ်လိတ်နဲ့အရက်ကတော့နှလုံးသားကိုတိုက်ရိုက်နှိပ်စက်တာပါပဲစစ်လိတ်မှာပါတဲ့အဆိပ်တောက်တွေကသွေးကြောတွေကိုကျဉ်းစေပြီးသွေးတွေကအောက်ဆီဂျင်ကိုလျှော့ချဖြစ်ပါတယ်အရက်ကတော့နှလုံးကြွက်သားဆဲလ်တွေကိုတိုက်ရိုက်ပျက်စီးစေတာပါစိတ်ခံစားချက်ကလည်းအရေးကြီးပါတယ်တင်စိတ်တူတဲ့အခါစိုးရိမ်ပူပန်တဲ့အခါနှလုံးသားဟာအရှိန်မြင့်စက်ခလုတ်ကိုနှိပ်လိုက်သလိုအဆက်မပြတ်တုန်ခါလာပါတယ်။ကားတစ်စီးကိုလီဗာအပြည့်နင်းလိုက်ဘရိတ်အုပ်လိုက်လုံနေသလိုပါပဲ။နောက်ဆုံးတစ်ခုကတော့မလုံမရှားနေတာပါပဲ။တနေကုန်ထိုင်နေတဲ့အခါသွေးလက်ပတ်မှုနှိကွေးသွားပြီးနှလုံးပေါ်ဝင်ထုတ်ဝင်ပိုးပိုဖြစ်စေပါတယ်။အကယ်၍တင်ဟာတစ်နေ့ကိုအနည်းငယ်လောက်လမ်းလျှောက်ပေးမယ်ဆိုရင်နှလုံးသားကအများကြီးပေါ်ပါသွားမှာပါ။ဒါကြောင့်ဒီနေ့ကစပြီးအေးရေးဝဝအိပ်ပါအစားအသောက်ဆင်ခြင်ပါလမ်းလျှောက်ပါစိတ်ကိုပျော်ပျော်ထားပါ